ဆေးရောင်တက်ရလို့လာပြီးတော့မျှဝေပြဆရာကျမညီမလေးပဲဟုတ်တယ်ကျမညီမလေးကဖြစ်တာတယ်လေသူဘာဖြစ်တယ်လဲသူအချင်းမီကိုတောက်နိုင်ခဲ့ပြီမယ်သူတစ်ပတ်လောက်လဲနေရပါမယ်ဗျသူတပတ်လောက်မလဲပဲနဲ့အင်ခေါ်ဝိုင်းတော့သူတေးဆုံးသွားလိမ့်ပါမယ်ဘာအဲ့ဒီတေးဆုံးရသူ့ဒီမှာပဲထားခဲ့မယ်အဲ့ဆိုရင်လူနာဆောင်ခန်းလေးကိုရွှေ့လိုက်မယ်နော်ရပါပြီဗျညီမလေးဖြစ်ရလိုက်တယ်ညီမလေးရဲ့ညီမလေးလူပြရမယ်လို့ရှိတာမဖြစ်ပါဘူးတော့ဒီနေ့ရှိနေခါမှာအချင်းကြီးကောင်းမယ်တော့မသိရှိတော့ခါမှာချင်းကောင်းမှာတော့ဟဲ့ညီမလေးပြသွားပြီဆရာဟဲ့မဖြစ်သေးပါဘူးဆရာသူနေကောင်းလားဟုတ်ပါရဲ့ဗျာကိုစောင်းက6လရုံမှရှိပါရဲ့ဗျာမ